ခောက်ကဒီလောစာလုံးနီ vlog လေးကိုတင်ပေးထားဖြစ်ပါတယ်။ဒီတစ်ခေါက်ကလောစာ vlog တင်လိုက်တဲ့အခါကျတော့ဒီလောစာစီးလုံးနေနောက်ဒီလောစာလုံးနီလေးမိထားတာရှိပါတယ်။အဲ့ဒါကိုအသေးစိတ်ဒီ vlog ထဲမှာရိုက်ပြထားတာဖြစ်တဲ့အတွက်အဆုံးထိကြည့်မယ်ဆိုလို့ရှိရင်အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်။ Let's go ။နောက်ဒီမရှိမဖြစ်လို့အပ်တာဒီ rice level ထုတ်လေးတွေပါ Amazon နေဝယ်လို့ရတယ်။ကျွန်တော်ဒီနေရာမှာဒီစံချိန်ခွက်တစ်ခွက်ကိုတစ်ထုပ်နှုံနဲ့တုံးထားပါတယ်။ရေတညစိန်ထားတဲ့ဒီကောင်းရင်းဆန်ကိုနောက်နေ့မှာစေးကြောတက်ဆင်ပြီးတော့ပေါင်းဖို့အတွက်ပြင်ပါမယ်။ပေါင်းတဲ့အခါမှာလေမဆက်ဆက်ဖြစ်ဖို့တော့ကိုကျွန်တော်ကမိနစ်30လောက်ပေါင်းထားပါတယ်။ပေါင်းလို့ရလာတဲ့ဒီကောင်းရင်းကိုကျွန်တော်ရေတစ်ကြိမ်စေးမယ်။ရေစေးရသူတို့ရဲ့အချွေးချီအကုန်လုံးဆင်သွားဖို့တော့ပေါ့နော်။ရေတစ်ကြိမ်စေးမယ်စေးပြောလို့ရှိရင်ရေစစ်ထားပါမယ်။ရေစစ်တဲ့အခါမှာလည်းလုံးဝဒီ6တွေ့သွားအောင်မျိုးမဟုတ်ပဲနေနော်ရေသက်နည်းနည်းလေးကျန်နေတာမျိုးစေးထားပါမယ်။နောက်တော့ဒီအထုပ်ဒီ rice level အထုပ်ကိုကောင်းရင်းဆန်တစ်လုံးဆိုတစ်ထုပ်ကျွန်တော်တုံးတာဖြစ်တဲ့တော့နှစ်ဘူးလုံးမှဖြစ်တဲ့တော့နှစ်ထုပ်တုံးတာပါတယ်။တမနေအောင်သူတို့နေပြရမှာနော်။နေပြီးသွားလို့ရှိရင်ကိုထဲမဲ့ဘူးလေးထဲမှာထိပ်ပြီးတော့လောစာထည့်သိပ်ပါမယ်။သူဂျပန်ရာသီဥတုနေဆိုတော့ကျွန်တော်ဒီမှာ4ရက်ထားပါတယ်အခန်းပူချိန်နဲ့ပဲ4ရက်ထားပြီးတော့သိပ်ထားပါတယ်။နောက်ဒီညမှာအလဲမှာအပေါက်ဖောက်ပေးတာမျိုးလုပ်တယ်။ဒီသူ့စီယာထွက်လာတဲ့အရေးပေါ့နော်။ဒီလောစာဖြစ်မဖြစ်ကျွန်တော်တို့စီစစ်လို့ရအောင်သူတို့အပေါက်ဖောက်ပြီးတော့ထားတာမျိုးတွေလုပ်ပါတယ်။တလေးရပြည့်တဲ့နေမှာပဲသူတို့အရေးလေးတွေထွက်တယ်။နောက်ဒီလောစာနဲ့လည်းကောင်းကောင်းရပါတယ်။ဒီလောစာနဲ့တွဲစားဖို့တခြားကြီးဖြောပါမယ်။နောက်တခြားအချိုကြိုက်တာဖြစ်တဲ့အတွက်တခြားအများကြီးတုံးထားပါတယ်။ကိုကြိုက်တဲ့လောက်ကိုအချိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်။တော့ရေတက်နဲ့ဖြောထားတာဖြစ်ပါတယ်။နောက်ကိုထဲမဲ့လောစာဘူးတွေကိုလောင်းထည့်ချက်ချင်းစားရမျိုးကတော့မကောင်းတော့ဘူးပေါ့။ကျွန်တော်ကတော့ဒီမှာတညရေခဲထည့်တာတွေမှာထည့်သိပ်ပါတယ်။တညာအနောက်နေဆိုလို့ရှိရင်ကောင်းကောင်းအေးလေးနဲ့တအားစားလို့ကောင်းတဲ့လောစာရပါပြီအားလုံးအဆင်ပြေကြပါစေ